မင်းခန့်နှင့်မြနှင်းစီကံကြမ္မာဖြင့်ချိတ်ဆက်ထားသောဇာတ်ကြောင်းမင်းခန့်ဟာဒီရွာကိုမတော်တဆရောက်လာတာမဟုတ်ဘူးသူကိုယ်တိုင်မသိသေးပေမဲ့သူ့သွေးကြောထဲမှာမြနှင်းစီရဲ့အတိတ်နဲ့ဆက်နွယ်တဲ့ကံကြမ္မာတစ်ခုတိတ်တိတ်လေးစီးဆင်းနေခဲ့တယ်ဟိုရှေတုန်းကမြနှင်းစီလူဘဝဖြစ်နေချိန်မှာသူမကိုအမြဲလိုက်ကာကွယ်ပေးတဲ့လူငယ်တစ်ယောက်ရှိခဲ့တယ်သူကရွာနောက်ဖက်တောင်ခြေမှာနေတဲ့တစ်ခွက်သားသားလူငယ်ပါသူ့နာမည်ကခန့်မင်းကမြနှင်းစီကိုချစ်တယ်ဆိုတာမပြောရဲခဲ့ဘူးသူမကိုအန္တရာယ်မှကာကွယ်ပေးနိုင်ရင်အဲ့ဒါနဲ့ပဲစိတ်ချမ်းသာနေသူပါလူဆိုးအုပ်ဝင်ရောက်လာမယ့်ညမှာခန့်မင်းကမြနှင်းစီကိုရွာကထွက်ပြေးဖို့တိုက်တွန်းခဲ့တယ်ငါနေရာယူမယ်နင်လွတ်ရင်ရပြီဒါပေမဲ့မြနှင်းစီကခေါင်းညိတ်ပြီးသားပြန်ပြောခဲ့တယ်ရွာကိုမထားခဲ့နိုင်ဘူးအဲ့ဒီညမှာခန့်မင်းကလူဆိုးတွေနဲ့ရင်ဆိုင်ရင်းဖះအနောက်ဖက်တောအုပ်ထဲမှာအသက်ဆုံးရှုံးခဲ့တယ်သူသေးချိန်မှာစိတ်ထဲမှာတခုပဲဆူတောင်းခဲ့တယ်နောက်ဘဝမှာသူမကိုပြန်တွေ့ခွင့်ရပါစေအဲ့ဒီဆူတောင်းကမိုးလေဝသလိုပျောက်မသွားဘူးနှစ်ပေါင်းများစွာကြော်လွန်ပြီးခန့်မင်းရဲ့ဝိညာဉ်ကလူဘဝအသစ်တစ်ခုကိုရခဲ့တယ်မင်းခန့်အဖြစ်ဒါကြောင့်မင်းခန့်ဖះပြက်ကိုပထမဆုံးမြင်လိုက်ချိန်မှာရင်ထဲမှာမတိမတာနာကျင်မှုတစ်ခုခံစားလိုက်ရတာမြနှင်းစီရဲ့မျက်လုံးကိုကြည့်လိုက်ချိန်မှာအရင်ကတည်းကတိနေတယ်လို့ခံစားရတာမြနှင်းစီအတွက်တော့မင်းခန့်ကိုမြင်လိုက်တဲ့အခါဥစ္စာဆောင်ရဲ့စီကံတွေတစ်ချက်တည်းလှုပ်သွားခဲ့တယ်သူမမသိချင်ပေမဲ့သိလိုက်တယ်ဒီလူဟာတခါကသူမအတွက်အသက်ပေးခဲ့တဲ့သူဖြစ်နေတယ်ဆိုတာဒါပေမဲ့အချစ်ကိုပြန်လက်ခံမိရင်ဥစ္စာဆောင်ဘဝပျက်စီးမယ်မင်းခန့်ကလည်းအတိတ်ကိုမှတ်မိလာရင်လူဘဝကအန္တရာယ်ကြီးကြီးထိတွေ့ရမယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာမတွေ့ရပဲမဖြစ်ရတဲ့ကံကြမ္မာတွေ့လိုက်ရင်မခွာနိုင်တဲ့အချစ်စတင်ခဲ့တာပါအချစ်ကကံကြမ္မာကိုချိုးဖောက်နိုင်မလားဒါမှမဟုတ်ကံကြမ္မာကပဲသူတို့ကိုထပ်ခါခွဲခွာစေမလား